မြင်လာပါခင်ဗျဟုတ်ကဲ့ပါထုံးစံတိုင်းပဲကျွန်တော် YouTube channel လေးဖြစ်တဲ့လင်္ကာ Sport Channel ကနေလည်းကြိုဆိုပါတယ်ခင်ဗျနော်ဆိုတော့ကျွန်တော်ခေါင်းပွဲစဉ်အနေနဲ့ Manchester City နဲ့ Brighton ပွဲကိုရွေးချယ်ပေးသွားပြီးတော့ကျွန်တော် Crystal Palace နဲ့ Aston Villa Fulham နဲ့ Chelsea ပွဲအပြင်ပေါ့နော်ဒါ Bradford နဲ့ Sunderland ပွဲစဉ်ကိုတော့ကျွန်တော်တွဲပြီးတော့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျနော်ဒီပွဲစဉ်အားလုံးညီတို့ကြိုက်ရှင်းတူမယ်ဆိုလို့ရှိရင်တော့မောင်း body မိမိကြိုက်နှစ်သက်ရအောင်ရွေးချယ်စော်ကစားပိုင်ခွင့်ရှိပါတယ်မကြိုက်နှစ်တဲ့ညီကိုများတော့ကိုယ့်ရဲ့ကြိုက်နှစ်သက်ရအောင်ရွေးချယ်စော်ကစားလို့ရပါတယ်ပတ်ကန်လည်းစော်ကစားလို့ရပါတယ်ခင်ဗျနော်အဲကြတော့ညီကိုတို့နဲ့ England Premier League ပွဲစဉ်ထဲမှာဆိုလို့ရှိရင်ဒါကတော့ဒီကောင်ပွဲစဉ်ဖြစ်တဲ့အနေနဲ့ကောင်ကြီးဆိုပြီးတော့ body တည်တံ့ဆော့ရဆိုတော့ကျန်တဲ့ပွဲတွေလည်း body တည်တံ့ဆော့ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တူတူနဲ့လွင်သုံးသက်ပေးမယ်ဆိုတဲ့အကြောင်းပြပြထားတာလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ဗီဒီယိုတွေရမ်းရှင်းနေလည်းကြည့်ရှုရမယ့်ညီကိုတွေတော့ကိုတော်တော်လေးပြင်းသွားမှာလည်းဖြစ်တယ်နော်။အဲကြတော့ကျွန်တော်ကတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့အနေနဲ့ပေါ့နော်ဒါ Manchester City နဲ့ Brighton ပွဲစဉ်ရွေးချယ်သုံးသက်ပေးမှာဆိုတော့ England Premier League အစဉ်အစားရက်တင်မှာဆိုရှင် Manchester City က2 Brighton က10နောက်ဆုံးကစားခဲ့တဲ့ Manchester City ပွဲစဉ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ Chelsea ကိုတေးကြပြီးတော့အဲ့ရင်ကစားခဲ့တဲ့ Sunderland ပွဲကိုလည်းတေးကြထားတယ်။ Brighton နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆို West Ham ကိုတေးကြပြီးတော့ဗန်လေးကိုအနိုင်ရရှိထားတယ်ဗျ။ဆိုတော့နှစ်သင်းလုံးရဲ့ထိပ်တိုက်တွေ့ဆုံမှုအရာကိုပြန်ပြီးကြည့်ရမယ်ဆိုရင် Manchester City တို့အိမ်ကွင်းမှာဒါ Brighton တို့တွားရောက်ရှင်းပြအောင်လားဆိုရင်ဒါရှုံးနေထားပြီးတော့နောက်ဆုံး Brighton အိမ်ကွင်း Manchester City တို့ရှုံးနေထားတွေ့ရတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တီကိုအနည်းဆုံးကိုပေါင်းစည်းကပေါ့နော်နှလုံးအထက်တွေကိုကြော်ထားတယ်ကိုယ်တွေကတော့ပေါ်ထားတာတွေ့ထားတယ်။ဒါပေမဲ့အိမ်ကွင်းဖြစ်တဲ့ Manchester City ပဲအသာစီးရထားတွေ့ရတယ်။ဒဏ်ရာကစားသမားနဲ့ line ရဲ့အရှင်တွေကိုကြည့်ရမယ်ဆိုရင်တော့ Manchester City မှာဒါသူတို့အားထားတဲ့ကစားသမားတွေလည်းဒဏ်ရာရနေဖြစ်ပြီးတော့ပြီးခဲ့တဲ့ဘက်ကစားခဲ့တဲ့ Chelsea နဲ့ပွဲစဉ်မှာဆိုကစားသမားတယောက်ကနေရာရရှိထားတာကိုလည်းတွေ့ရတယ်။ဒီကစားသမားတွေလိုလူငယ်ကစားသမားတွေတော်တော်ကောင်းတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာအစားထိုးတဲ့ကစားသမားတွေရှိမှဖြစ်ပြီးတော့ဝင်းလက်ပိုင်းနဲ့ touch ပိုင်းမှာလိုက်ပြီးတော့တွဲပေးနိုင်ကစားသမားတွေလည်းနားနေရတွေ့ထားတယ်ဗျ။အဲကြောင့် Brighton ကိုကြည့်ရမယ်ဆိုရင်တော့ Brighton လည်းဒဏ်ရာကစားသမားများတယ်ပွဲပယ်ထားတဲ့ကစားသမားတွေလည်းများနေတွေ့ရတယ်။ဆိုတော့ Brighton နဲ့ Manchester City တို့ရဲ့ထိတိုက်တွေ့ဆုံမှုရလည်းအနည်းဆုံးနှလုံးသုံးလုံးအထောက်ကိုကြော်တယ်။ဆိုတော့ Manchester City အဝင်မှာ Manchester City ရလည်းအနိုင်ရရှိထားတယ်။အဲကြောင့်ဒီနေ့ Manchester City ရဲ့အစဉ်အစားရက်တင်မှုက2ဗျ။ဒါပေမဲ့ Brighton က1သူ့ရဲ့အထက်မှာရှိနေတဲ့ Arsenal ကိုဆက်လက်ဖီအားပေးရမယ်ဆိုဒီနေ့ပွဲမှာ Manchester City အတွက်ကိုဒါရှေ့လျှော်သွားလို့မရဘူး။ရှုံးကန်လို့လည်းမရလို့အပြင်သေကျသွားလို့လည်းမရဘူး။အထက်မှာရှိနေတဲ့ Arsenal ကဆက်လက်ပြီးတော့အနိုင်ရရှိသွားခဲ့မယ်ဆိုလို့ရှိရင် Manchester City အနေနဲ့အခက်တွေ့သွားမယ်။သေကျရှုံးသွားရင်ပေါ့နော်။အဲကြတော့ဒီနေ့ပွဲစဉ်မှာ Brighton ကိုဖောက်ပေးထားတဲ့ body စီ Manchester City ကနေပြီးတော့တစ်လုံးသွင်းသွားလို့ရှိရင်ပေါ့နော်ဒါပြားဆုံးအရှုံးသေးတိဖောက်ထားတယ်ကိုပေါင်းစီ3လုံးသွင်းသွားမယ်ဆိုရင်လည်းပြားဆုံးအရှုံးသေးတိပေးထားတွေ့ရတယ်ဗျ။အဲကြောင့်ကျွန်တော်ကဒီနေ့ Manchester City ကတစ်လုံးသွင်းသွားရင်ဒါကနဦးစီပြားဆုံးအရှုံးသေးပေးတယ်ကိုပေါင်းစီကနဦးစီ3လုံးသွင်းသွားရင်ပြားဆုံးအရှုံးသေးထပ်ဖောက်ထားတယ်။ဆိုတော့အိမ်ဝင်းမှာဒါ 50-50 ကစားတဲ့ Manchester City ဒီနေ့ Brighton ကိုတော့အရှုံးပေးလို့တော့မရဘူး။ Brighton ဝေးကွင်းမှာဒါတူတူတိတ်တိတ်ကစားတတ်တဲ့ဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဂိုးမပေးရဘူး။ဝဟန်နဲ့ပွဲစဉ်ကျန်တဲ့ဒီအစောဆုံးပွဲစဉ်မှာဆိုရင်ဂိုးကတော့အနည်းဆုံးနှလုံးထိပြန်ပြီးတစ်လုံးထိပြန်သွင်းထားတွေ့ရတယ်။ဆိုတော့ကျွန်တော်ကဒီနေ့ Manchester City တို့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ပါเนาะဒါကိုပြက်ကြီးတော့ဖြစ်မှာမဟုတ်ဘူးကိုခမန်ရလက်ကတော့အနည်းဆုံးဒါ2တိလောက်ပြန်ဖြစ်သွားပြီးတော့သူစီးဆိုရင်လည်းမမားဘူးပေါ့เนาะအဲ့လောက်ထိဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ခမန်မိပါတယ်။စကြဝဠာရွေးချယ်ပေးရမယ်ဆိုရင် Manchester City နဲ့ဒီ Brighton တို့ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့အိမ်ဝင်ဖြစ်တဲ့ Manchester City body ကိုပဲကျွန်တော်တိုက်နှစ်သက်ပါတယ်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျာဒါ Crystal Palace နဲ့ပေါ့နော်ဒါ Aston Villa ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တဲ့တူတူနဲ့လွင်ပေါ့နော်ဘိုးကွင်းဖြစ်တဲ့ Aston Villa Crystal Palace ကိုရှေ့တူဆိုရင်တေးသေးပဲဖောက်ပေးရတယ်ကိုပေါင်းသေးနှလုံးရှုံးသေးပေးတာဒါတော့ကနဦးစီပြောင်းလဲသွားရင်တော့ဒါ body စီလေးပဲပြောင်းလဲသွားဖို့ပဲအလားလာရှိတယ် Aston Villa နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Nottingham ဘက်ကိုဒါ3-1နဲ့နိုင်ရရှိခဲ့တဲ့ Crystal Palace နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရှင်ဒါတေးကြတာတွေ့ရကြဒါပေမဲ့ Crystal Palace ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတေးကြပြီးတော့ဒီ Newcastle ဆက်လက်ရှုံးနေသွားတယ်ဒါပေမဲ့အင်ကွင်းအရကြည့်ရမယ်ဆို Crystal Palace တို့ကဒါကောင်းတယ်လို့ပြောလို့ရတယ်ရှေ့တက်ပြီးရမယ်ရှေ့ပြန်ကျသွားတဲ့အသင်းလို့ပြောရဆို Aston Villa ရှေ့ပုံပြန်ရထားတွေ့ရတယ်ဒီတိုက်တွေ့ဆုံမှုအရာကိုကြည့်မယ်ဆိုရင် Crystal Palace ကိုဒီ Aston Villa လို့ပေါ့နော်ဒါလုံးဝဖျက်ချော်နိုင်ထားတာတော့မရှိသေးဘူး Crystal Palace အင်ကွင်းမှာဆိုလို့ရှိရင် Crystal Palace ကအနည်းဆုံးဒါ 4-1 5-3 3-0ဒါရလွန်ခဲ့တဲ့နှစ်ကဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့မှ Aston Villa ကို3-0နဲ့အနိုင်ရရှိထားတာကိုတွေ့ရတယ်ဆိုတော့ယနေ့ဖောက်ပြတဲ့ဘော်ဈေးမှာဆိုရင်ရှေ့တူဆိုရင်တေးသေးဖောက်တယ်ဂိုးပေါင်းဈေးကနှလုံးရှုံးသေးကနေဦးဈေးပဲဖောက်ပြီးတော့ဘော်ဈေးပဲပြောင်းလဲသွားဖို့အလားလာရှိတဲ့အတိုင်းမှာဆိုရင်ဒီ Villa နဲ့ဒီ Crystal Palace လို့ပွဲစဉ်မှာနောက်ဆုံးပွဲစဉ်မှာဆိုရင်ဂိုးမပေးအောင်ထိဆော့တဲ့ဆိုရင် Villa ကလည်းအိုးဘက်မှာထိဆော့သွားရင်ကျွန်တော်ကိုခမန်ရလက်ကတော့ဒါ1-1 1-0လောက်ဖြစ်သွားပြီးတေးကျသွားလိုက်မယ်လို့ပဲကျွန်တော်တွေးမြင်မိပါတယ်စကြဝဠာရွေးချယ်ပေးရမယ်ဆိုရင်တော့ဒီ Palace နဲ့ဒီ Villa လို့ပွဲစဉ်မှာဆိုအင်ကွင်းဖြစ်တဲ့ Palace ဘော်ဒီပပလေးဆော့ပြီးတော့ဂိုးပေါင်းအောက်ထင်းနဲ့ပဲကျွန်တော်တွဲပေးခြင်းပါတယ်ခင်ဗျာနော်ဒါလေးကိုနှစ်ချောင်းကျွန်တော်ချမ်းနှစ်သက်ပါတယ်ရိုက်ချင်းတူမယ်ဆိုရင်တော့ live ဆော့ကစားကြပါနောက်ထပ်တစ်ပွဲဖြစ်တဲ့ Fulham နဲ့ Chelsea ပွဲမှာဆိုလို့ရှိရင်
ချက်စီကတော့ဒါနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆို Man City ကိုတေကစားခဲ့တယ်။ Fulham နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆို Liverpool ကိုတေကြတယ်။ဘိုးဘင်းဖြစ်တဲ့ပေါ့နော်ချက်စီကနေပြီးတော့ယနေ့ Fulham ဖောက်ပြတဲ့ပွဲစဉ်မှာဆိုရှေ့တူဆိုရင်ပြဆုံးရှုံးတွေပဲပေးရတယ်။ကိုပေါင်းသေးကတော့3လုံးသွင်းမှတော့အစားသေးပေးတယ်ဗျ။အိမ်ဝင်း Fulham ရှေ့တက်နေမှန်တယ်ဆိုပေမဲ့ချက်စီမှာနေပြအကြောင်းလေးလှုပ်ထားကြမလို့ထိမိဆော့သွားလားမလားကျွန်တော်ကြည့်ရမှာဖြစ်တယ်။အဲ့တော့Fulham ရဲ့အိမ်ဝင်းကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့ရွေးချယ်မှုကတော့ Fulham နဲ့ Chelsea ပွဲမှာဆိုရင်အိမ်ဝင်းဖြစ်တဲ့ဒါ Fulham body ကိုပဲကျွန်တော်ကြိုက်နှစ်သက်ပါတယ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ Blackford နဲ့ပေါ့နော်ဒါ Sunderland လို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အိမ်ဝင်းဖြစ်တဲ့ဒီ Blackford နဲ့ Sunderland ကိုရှေ့တူဆိုရင်အရှုံးလေးဖောက်ထားတယ်ကိုပေါင်းလေးနှလုံးရှုံးလေးပေးထားတယ်ဗျဒါပေမဲ့ Blackford ကဒီအဝေးကွင်းအိမ်ကွင်းမှာတော်တော်လေးကိုကောင်းတယ်ဆိုပေမဲ့ Sunderland ကလည်းတော်တော်ကောင်းတယ်အစဉ်စားရက်တူမှုမှာဆိုရင်လည်းဒါ9နဲ့8ဗျအသင်းလုံးထိပ်တိုက်တွတ်ဆုံမှုအရာကိုကြည့်မယ်ဆိုရင်ဂိုးကတော့ဒါရမရန်ကာလောက်ပဲပေါ်ထားတယ်ဆိုပေမဲ့တေချထားတဲ့ပွဲစဉ်လည်းဒီတွေ့ထားတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Sunderland ကစပါးကိုတေကစားနိုင်ခဲ့တယ်လို့ Bradford ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Everton 4-2 နဲ့နိုင်ရရှိအောင်ကစားတယ်။ဒါပေမဲ့ဂိုးပေးဂိုးဟာရကြည့်မယ်ဆိုရင် Bradford ဂိုးတွေပြန်သွင်းနိုင်တယ်ဆိုပေမဲ့ Sunderland ကလည်းပိတ်စော့တက်တဲ့အချင်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့စိတ်ကြရွေးချယ်မှုကတော့ Bradford နဲ့ Sunderland ရဲ့ပွဲစဉ်မှာဒါကိုပေါင်းအောက်ကိုတင့်တော်စီနဲ့ပဲကျွန်တော်ကတော့ live ဆော့ကစားပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ England Premier League ရဲ့ပေါ့နော်ဒါ9ရက်နေ့ည10ရက်နေ့မနက်မှာရှိမှန်ကစားကြမယ် England Premier League ပွဲစဉ်မှာဆိုရင်Man City နဲ့ Brighton ပွဲစဉ်မှာဆို Man City body ရဲ့ Pele နဲ့ Villa ပွဲစဉ်မှာဆိုခစ္စPele body လေးနဲ့ကိုပေါင်းအောက်ကိုတွဲပေးထားတာပါ Fulham နဲ့ Chelsea ပွဲစဉ်မှာဆိုအိမ်ကွင်းဖြစ်တဲ့ Fulham body ကိုပေးထားပြီးတော့ Blackford နဲ့ Sunderland ပွဲစဉ်မှာဆိုကျွန်တော်ကိုအောက်ကိုကျွန်တော်တွဲပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေကိုညီကိုတို့ကြိုက်မယ်ဆိုရင်တော့ Mount body ပဲဆိုလို့ရပါတယ်ခင်ဗျာနော်အားလုံးပဲကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ